ဒါအနီမေနဲ့မှာ extrovert အဖြစ်ဆုံးခံမရအခက်ဆုံး character ဆိုလို့ရှိရင်ဘယ်လိုလုပ်ထင်ပါလဲဟုတ်ပါတယ်ជីជីပါသူကလုံးဝကျွန်တော် personality နဲ့ energy စက်ညစ်ပါပါမယ်အဲ့ဒီတော့ဒီနေ့ကို challenge တစ်ခုဖြစ်နေជីជីကိုမြန်မာတက် try ကြည့်သွားဖြစ်ပါတယ်တကယ်ကြီးယူနိုနဲ့ခန္ဓာကလည်းအိုကာဒိုနဲ့မိုမိုနီယာကနေပြီးတော့ပြင်ပေးထားပါတယ်ဒါဆိုရင်တူကြည့်လိုက်ရအောင်မမနိကျူကလေးပဲဒီအခင်းချင်းသေးဆောင်ကြတယ်ကြည့်လိုက်ရတာငါတို့ကတော့ priceless လာပါမတွေ့တဲ့ချင်တငယ်ချင်းကိုလာဖတ်ပြီးကြိုးဆိုပေးအောင်လေအေးအပေါင်လေးကိုအနည်းဆုံးတော့ပိတ်ပြီးတော့မှမနေနိုင်ဘူးလားဟာကြည့်ပါဦးစိတ်ကောက်နေပြီလောက်ပါဦးနောက်တစ်ခါဟိုကတည်းကငါတို့ခုချက်ချင်းတက်ဖို့လိုနေပြီအားလုံးပဲ good morning ကျောင်းသားတင်လာပြီနော်ပါနာမည်ကအန်ဂျိုဂျီဂျီလို့ခေါ်လို့ရတယ်နော်ရှေ့ဆုံးက cutie လေးနာမည်ကကောင်းမလေးမင်းရဲ့နံပါတ်ပြအောင်ဆိုရင်ကိုလုံးဝအသက်မရှင်နိုင်တော့ဘူးဟာငါတို့ရဲ့ကလေးကတိလာဟာငါတို့ကငယ်တငယ်ချင်းတွေလိုပဲပြောရတော့မလားထင်တာပဲကျွန်တော်တို့အတူနေတာပါနံပါတ်မိဘရလည်းကိုတီးပြီးသားမလို့နံပါတ်လုံးဝသဘောတူပြီးသားမမဟမ်ဟေးမင်းညတွေ့ခဲ့တဲ့တယောက်မလားတငယ်ချင်းလားပါလေနေရမီကိုတဲ့နဲ့ကျူးနေမှာမဟုတ်ဘူးလားတယောက်ကတော့မနာလို့ဖြစ်နေပြီ cutie လေးဖြစ်เสียလားဟောဒီမှာရဖမ်ပီဒိန်ဂျင်ရတာလေဟာမဖြစ်နိုင်စရာပဲဟဲ့အောင်ရေ cutie လေးအတွက်လက်ဆောင်ရပြီငါနောက်မဆုံးကိုစဉ်းစားပြီးပါပြီငါ82ပြီးတိုက်ခိုက်မှုပဲဆုံးဖြတ်လိုက်ပြီあなただけ見つめてる手あった光今でもずっと君が好きだと叫びたい明日を変えてみようလမ်းပိတ်နေရဲ့ဟဲ့โอเคတယ်မဟုတ်တယ်အများကြီးပါလာလေစိတ်မဆိုးနဲ့ရောလေကွာအရင်ကဟာတွေပဲဟာငါအကြိတ်ဆုံးနေမမိုလည်းချက်တဲ့လောက်နှိုက်စားလို့ရရနော်ဝါအဲ့ဒီဆိုင်ခုတည်းရှိတယ်ငါလုံးအောင်လေးစားရတိလားဒါနဲ့အရင်တော့အဖိုက်ပဲရောင်းနေတယ်ဆိုခုထိမယုံနေသေးဘူးရောတန်လေးဒီမှာရန်ငါသိပြန်အလိုက်ပဲအခုထိအဲ့ဒီပုံစံပဲတဲ့ creamy mommy ပဲဝေါစကျင်းတို့ကိုဆက်ပြောပြပါလားရှောမင်းဆိုစိတ်ကွင်းတို့တော့တတ်မဟုတ်တတရင်ကလုံခဲ့တဲ့နှစ်တရာလောက်ကမှအဲ့ကောင်တွေကိုဂိုလီလာဆိုပြီးစပြီးအသိပြုရတာပြီးတော့စချီနိုကိုတွေကိုလည်းဂိုလီလာတွေတော့လိုမျိုး UMA တွေဖြစ်တယ်ဆိုပြီးတော့ကောက်ချက်ချလိုက်လို့ရတယ်လေဝါတကယ်လားကွာဒါတွေတစ်ခါမှမမြင်ဘူးဒါကြီးတကယ်ကျန်းတာပဲလေခါပါတဲ့တကယ်ရှိရဆိုလို့ရှိရင်နက်စီရအောင်ဓာတ်ပုံတွေကငါတွေ့ဘူးတကယ်ပြင်မှာငါပြင်ချင်နေတာတကယ်မင်းတွေ့လိုက်တဲ့ပုံစံကခွဲစိတ်စရာဓာတ်ပုံလို့ခေါ်ရတဲ့ပညာရှင်တွေကအတုလို့ပြောနေကြတာဒါပေမဲ့ငါအစစ်ကြီးတစ်ခါဟိုနေ့မှတွေ့ခဲ့သေးတယ်ကွာတကယ်လားငါလည်းမြင်ချင်တယ်လေအာယာစစ်ဆန်ရေဗီယိုဒီအကြောင်းတွေကိုပြောဘူးတာဒါပထမဆုံးပဲမျိုးတကယ်ချင်းတယောက်နဲ့အခုမှဆွေးနေဘူးတာဒါမျိုးတွေကပြောစရာကြီးအိုးခါရမင်းအကောင်လုံးဒေချာသိနေရပဲတကယ်အဲ့လိုတကယ်ချင်းမျိုးဆိုငါလုံးဝလေးစားတာနေအောင်ငါတို့ကတကယ်ချင်းနေတကယ်ချင်းမဟုတ်ဘူးလားငါအဲ့လိုတော့ညံလားကွာဟောကြည့်ပြီအိုးခါရကမုံမုံနဲ့တကယ်ချင်းလေအဲ့ဒါဆိုမင်းငါလည်းတကယ်ချင်းပဲလေမဟုတ်ဘူးလားအိုးခါရဒီဘောက်ကလိုက်အိုးဟုတ်တာပဲအိုခါတော့မမို့ကြိုက်နေရလားဟမ်ပြောချင်တာမမိုးချစ်ဖို့ကောင်းတယ်လေအာရစစ်ဆန်ငါ့ရဲ့ပထမဆုံးတငယ်ချင်းပဲပြီးတော့ငါတို့လေးစားတယ်သူကငါတို့ရေးပါတယ်လူတယောက်ပဲ nice pass ရေးပါရဲ့သူဟုတ်လားလေးစားရပေါ့ငါတော့သူ့ရဲ့အချင်းချင်းလေးကိုသဘောကျတယ်လေသူ့ရဲ့မျက်နှာလေးရောပဲငါလည်းတူတူပဲခုနကပြောတော့လေးစားတာဆိုလေးစားတယ် plus မင်းပြောတာရောပါတယ်ဟဲ့အဲ့ဒါမတရားဘူးလေကွာအဲ့ဆိုခုနကအကုန်လုံး plus မမိုးရဲ့မျက်လုံးငါကြက်တယ်ငါနိုင်ပြီအဲ့ဒီအကုန်လုံး plus သူ့ရဲ့နှာခေါင်းမှာငါကြိုက်တယ်ရောငါနိုင်ပြီမရဘူးသူကငါရဲ့ငငယ်ချင်းငါနိုင်ပြီမင်းခေါင်းမလိုက်တာကိုကောက်တယ်မင်းစူးစမ်းတော့ငါလိုက်ခံတယ်ငါရှုံးမဖြစ်ဘူးဟေးနှုတ်ဆက်ပြီးပြင်ငင်းလိုက်အောင်အေးငါလည်းမောနေပြီမိပြီကွာဟဲ့ငါလည်းစေးအောင်အားရတဲ့တော့တွေ့မင်းနေတာတွေကိုလုံးတိုက်ပြ